အားလုံးပဲမင်္ဂလာပါခင်ဗျာ APK Vlog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မစားရကြပြီလည်းဖြစ်ပြီးတော့အရင်စားလို့ကောင်းတဲ့ကနန်းမဆလာချက်လေးကိုချက်ပြမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ထည့်သွင်းသုံးပြုမဲ့ခင်းကြီးတစ်လုံးကိုပပလေးကျွန်တော်တို့တုံးထားလိုက်ပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ကျက်သွန်နီလေးတွေကိုအနှစ်ရအောင်ချက်ဖို့အတွက်ကျွန်တော်တို့ကြိတ်ဖို့အတွက်အသုံးသေးလေးတွေတုံးပြီးတော့ကျွန်တော်တို့ခဏဖယ်ထားပါမယ်ပြီးရင်တော့ကျွန်တော်တို့လှီးထားတဲ့ကျက်သွန်နီနဲ့ကျက်သွန်ဖြူလေးတွေကိုထည့်ပြီးတော့ကြိတ်ပါမယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ကျက်သွန်နီလေးကြိတ်ပြီးသွားလို့ရထားတဲ့အနေအထားလေးဖြစ်ပါတယ်ပြီးရင်တော့ပကံကြီးတစ်လုံးနဲ့ထည့်ထားပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ချက်မဲ့ကနန်းလေးတွေကိုရေးဆေးပါမယ်ကျွန်တော်တို့ကတော့ပန်းကနန်းလေးကိုအသုံးပြုထားပါတယ်ခင်ဗျာပန်းကနန်းအကောင်ကြီးကြီးလေးနှစ်ကောင်ကိုကျွန်တော်တို့ချက်ဖို့အတွက်အသုံးပြုပါမယ်ခင်ဗျာကနန်းလေးတွေကိုကျွန်တော်ရေးဆေးပြီးသွားတဲ့နောက်မှာတော့ကျွန်တော်တို့ရေပုတ်ပွက်တွေကိုထည့်ပြီးကျွန်တော်ညှိနှက်နေပြဖို့အတွက်အရင်ဆုံးပြုတ်ပါမယ်ကနန်းလေးကိုဒီလိုမချက်ခင်အရင်ဆုံးပြုတ်ပေးခြင်းကကနန်းထဲမှာပါတဲ့အညစ်အကြေးတွေနဲ့အညှိနှက်တွေကိုလုံးဝပျောက်ကင်းပြီးတော့အရန်ကိုစားလို့ကောင်းစေပါတယ်ခင်ဗျာကနန်းလေးတွေပြုတ်ထားတဲ့အချိန်မှာကျွန်တော်တို့ပါဝင်ပစ္စည်းတွေဖြစ်တဲ့ရှမ်းနံနံတို့ငရုတ်သီးလိမ့်တို့ကိုကျွန်တော်တို့ရေရင်ဆုံးဆေးထားပါမယ်ကျွန်တော်ကတော့ရှမ်းနံနံတလီကိုအသုံးပြုဖို့အတွက်ရေတခြားလေးပြအောင်ဆေးထားပါမယ်ပြီးရင်တော့ကျွန်တော်တို့ငရုတ်သီးလိမ့်အနှံ့ငယ်ကိုလည်းရေဆေးပြီးတော့ကျွန်တော်တို့တွေလှီးထားပါမယ်ခင်ဗျာကျွန်တော်တို့ပြုတ်ထားတဲ့ကနန်းလေးလည်းရပြီဆိုရင်တော့ကျွန်တော်တို့ဆယ်ထားပါမယ်ဆယ်ပြီးသွားရင်တော့ကျွန်တော်ပြုတ်လို့ရလာတဲ့ရေတွေကိုကျွန်တော်ပြန်ပြီးမသုံးပါဘူးကျွန်တော်တုံပြစ်ပါမယ်ခင်ဗျာနောက်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော်တို့ပြုတ်ထားတဲ့ကနန်းလေးတွေကိုရေနဲ့တေချာလေးပြောင်းထပ်ပြီးတော့ကျွန်တော်တို့ဆေးပါမယ်ဒီအချိန်မှာတော့ကျွန်တော်တို့ရေဆေးတဲ့အခါမှာကနန်းရဲ့အခွန်လေးတွေကိုပါခွာပြီးတော့သူ့ရဲ့စားလို့မရတဲ့အပိုင်းလေးအကုန်လုံးကိုကျွန်တော်တို့လွှတ်ပြစ်မှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကနန်းလေးတွေကိုနှစ်ချမ်းထားပါမယ်ကနန်းကကျွန်တော်တို့လက်ဆက်ဆက်ဖြစ်တဲ့အတွက်ကြောင့်မလို့လူကြီးမင်းတို့တွေ့ရတဲ့အသားကတော့အပြည့်ပါပဲခင်ဗျာပါဝင်ပစ္စည်းတွေအားလုံးပြင်ပြီးသွားရင်တော့စားချက်ဖို့အတွက်ပြင်ပါမယ်အိုးပူလာရင်စီထည့်မယ်စီပူလာရင်တော့ကျွန်တော်တို့ဆွနှင်းမုံနဲ့ငယ်ထည့်ပြီးတော့စီတတ်ပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ခုနကကြိတ်ထားတဲ့ကျက်သွန်ဖြူလေးတွေကိုမှုေးလာရစီကျွန်တော်တို့စီတတ်ပါမယ်ခင်ဗျာကျက်သွန်နေနဲ့ကျက်သွန်ဖြူလေးကိုကျွန်တော်တို့စီတက်တာအယောင်လေးပြောင်းပြီးတော့မှုေးလာပြီဆိုရင်တော့ကျွန်တော်တို့ခုနကပပလေးလိထားရဲ့ဂျင်းလေးကိုလည်းကျွန်တော်တို့ထည့်ပြီးတော့တခါလေးရောပြီးစီတက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ငရုတ်သီးအယောင်တင်မုံနဲ့ငယ်ထည့်မယ်ပြီးရင်တော့ငရုတ်သီးအယောင်တင်မုံနဲ့ကျက်သွန်ဖြူစီတက်ထားတာလေးကိုလုံးပြီးတော့တခါလေးထပ်ပြီးစီတက်ပါမယ်ခင်ဗျာဒီနေရာမှာငရုတ်သီးအယောင်တင်မုံကိုတော့လူကြီးမင်းတို့လိုအသုံးပြုနိုင်ပါတယ်ခင်ဗျာဒီလိုနဲ့စီတက်လိုက်တာကျက်သွန်နဲ့ကျက်သွန်ဖြူလေးတွေအယောင်လေးပြောင်းပြီးတော့အနံလေးမှုေးလာတဲ့အခါမှာတော့ကျွန်တော်တို့ခုနကလှီးထားတဲ့ခင်းရင်သီးလေးတွေကိုထည့်ပြီးတော့ခင်းရင်သီးလေးလိမ့်လာတဲ့ကျွန်တော်တို့စီတက်ပါမယ်ခင်းရင်သီးလေးတွေအခုလိုလိမ့်လာတဲ့အခါမှာတော့ကျွန်တော်တို့အရသာအတွက်ငံပြရင်နဲ့ငင်ထည့်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ခုနကခုတ်ထားတဲ့ကနန်းလေးတွေကိုပါတစ်ခါလေးထည့်ပြီးတော့ချက်ပါတော့မယ်ခင်ဗျာကနန်းလေးတွေအားလုံးထည့်ပြီးသွားရင်တော့အချိုရသာအတွက်ကျွန်တော်တို့ဟင်းချိုမို့အနှံငယ်နဲ့ကြက်သားမုံအနှံငယ်ကိုထည့်သွင်းသုံးပြုထားပါတယ်အရသာထည့်ပြီးသွားလို့ကနန်းလေးတွေကိုအထက်အောင်နှက်လက်သွားအောင်မှုပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့ရေထည့်ပြီးတော့ချက်ပါတော့မယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့အဖုံးလေးအုပ်ပြီးတော့တေချာလေးတည်ထားလိုက်ပါမယ်ကနန်းလေးကိုအခုလိုအတက်ချက်နေတဲ့အချိန်မှာကျွန်တော်တို့ပေါင်ပစ္စည်းလေးတွေဖြစ်တဲ့မကြီးသီးမဲ့လေးတွေကိုလည်းကျွန်တော်တို့စပြီးတော့ပြင်ဆင်ပါမယ်15မိနစ်20စက္ကန့်တည်ပြီးသွားလို့ကနန်းလေးတွေကလည်းအခုလိုအရက်မှုေးပြီးတော့စားလို့ကောင်းလာပြီဆိုရင်တော့ကျွန်တော်တို့ခုနကနေထားတဲ့မကြီးသီးမဲ့အရည်လေးတွေကိုထည့်ပါမယ်ခင်ဗျာအခုလိုမကြီးသီးမဲ့အရည်လေးတွေကိုထည့်သွင်းသုံးပြုပေးခြင်းကကနန်းရဲ့အရသာကိုပို့တိုးစေပြီးတော့အရန်ကိုမှစားလို့ကောင်းပါတယ်ခင်ဗျာကနန်းလေးတွေကိုချက်ထားလိုက်တာအခုလိုမျိုးရခန်းကန်ဒီအနေထားရောက်ရင်တော့ကနန်းမဆလာချက်ရဲ့မပါမဖြစ်အင်္ဂါအမိုးချက်တစ်မျိုးဖြစ်တဲ့ကျွန်တော်တို့မဆလာလေးတွေကိုထည့်ပါတော့မယ်ခင်ဗျာမဆလာလေးထည့်ပြီးသွားရင်တော့အဖုံးအုပ်ပြီးတစ်ခါထပ်ပြီးချက်ပါမယ်အဖုံးအုပ်ပြီးချက်ထားတဲ့အချိန်မှာကျွန်တော်တို့ပေါင်ပစ္စည်းနောက်ဆုံးတစ်မျိုးဖြစ်တဲ့ကျွန်တော်တို့ကြက်ဥလေးကိုစာပြီးတော့ပြင်ဆင်ပါမယ်ကနန်းမဆလာချက်တဲ့ကိုထဲမဲ့ကြက်ဥကကျွန်တော်တို့ကြက်ဥမှုကြောလိုမျိုးအနှစ်နဲ့အကာနဲ့လုံးဝရောဝါတဲ့အထိကျွန်တော်တို့မှုပေးစားမလို့ပါဘူးအနှစ်နဲ့အကာနဲ့နည်းနည်းလေးရောဝါရဲဆိုရင်အနေထားလေးရရင်တော့ရပါပြီခင်ဗျာကဲကနန်းလေးတွေကလည်းရေခမ်းလာပြုတ်လာပြီဆိုရင်တော့ကျွန်တော်တို့ခုနကဖောက်ထည့်ထားတဲ့ကြက်ဥလေးတွေကိုထည့်ပါမယ်ဒီနေရာမှာကြက်ဥဖောက်ထည့်ပြီးသွားတဲ့အခါမှာကျွန်တော်တို့အနှစ်နဲ့ကြက်ဥကိုလုံးဝရောသမမှုတော့မှုကြမလို့ပါဘူးရောသမမှုတော့မှုလိုက်ရင်ကြက်ဥက scramble အဲ့လိုဖြစ်သွားပြီးတော့စားလို့မကောင်းပါဘူးခင်ဗျာအခုလိုထည့်ပြီးကြက်ဥလေးကြက်ကြောင်ချက်သားလိုက်ရင်တော့ရပါပြီပြီးရင်တော့ကျွန်တော်တို့ငရုတ်သီးလီးထားတာလေးထည့်မယ်အပေါ်ကရှမ်းနံနံလေးအုပ်ပြီးတော့10မိနစ်2မိနစ်ခန့်တည်ထားလိုက်ရင်တော့အရန်ကိုမှစားလို့ကောင်းတယ်ကျွန်တော်တို့အရန်ကိုမှစားလို့ကောင်းတယ်ကနန်းမဆလာချက်လေးရပါပြီခင်ဗျာဒီလိုကနန်းမဆလာချက်လေးကအရန်ကိုမှစားရတာလည်းလွယ်ကူပြီးတော့လောက်ကတာလည်းအရန်ရုပ်ရှင်တဲ့အတွက်လူကြီးမင်းတို့လည်းအိမ်မှာလောက်စားကြည့်ဖို့အကြံပေးလိုက်ပါတယ်
နောက်ဆုံးအနေနဲ့ချက်ထားတဲ့ကနန်းမဆလာလေးကိုကျွန်တော်တို့ပကံလေးထဲမှာလှပအောင်စီးထည့်ပြီးွားရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ထားပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်ကြောင့်ရှင်တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လေးကြပါမယ်ခင်ဗျာအခုလိုမျိုးဘူးတွေ့ရပွဲဟင်းချက်ဗီဒီယိုလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကို like and share လေးလုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ